အေနဲ့ပူပေါင်းတက်တွေအေရီတိုင်းဘက်မှာပွဲကျန်းနေချိန်စစ်ကောင်စီကနေပြည်တော်မှာဟန်ပြငင်းငင်းဆွေးနွေးပွဲပြုလုပ်ဒီကနေ့မှာတော့အေနဲ့ပူပေါင်းတက်တွေအေရီတိုင်းဘက်မှာဆေးအာနာရှင်မြစ်ပြချိန်မွေးတိုက်ပွဲတွေပွဲကျန်းနေချိန်မှာပဲနေပြည်တော်မှာတော့စစ်ကောင်စီကဟန်ငင်းငင်းဆွေးနွေးပွဲပြုလုပ်နေတဲ့သတင်းကိုလည်းပြောပြပေးကြပါမယ်အခါတော့အေနဲ့ပူပေါင်းတက်တွေအေရီတိုင်းရေးကြီးနဲ့လမင်းနာမြို့နယ်တွေမှာစစ်ကောင်စီတပ်စခန်းတွေကိုသိမ်းလိုက်ပြီးတော့ဆေးအာနာရှင်မြစ်ပြချိန်မွေးတိုက်ပွဲတွေပွဲကျန်းနေတယ်လို့စစ်ရေးလေ့လာသူတွေကတော့ပြောပါတယ်အခုမြေပြင်တိုက်ပွဲသတင်းတွေရအေနဲ့ပူပေါင်းတက်တွေရဲ့ထိုးစစ်ကြောင့်ပဲအေရီတိုင်းရေးကြီးမှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်တပ်344ရဲ့အဓိကအမြောက်တပ်စုတွေကတော့တရားချင်းနောက်ဆုတ်ပေးနေရတယ်လို့လည်းဒေတာသွင်းသတင်းမီဒီယာတွေကတော့ဖော်ပြထားပါတယ်စစ်ကောင်စီရဲ့အမြောက်တပ်စုတွေအေနဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်ကြောင့်နေ့စဉ်နောက်ဆုတ်ပေးနေရတာဖြစ်တယ်လို့လည်းဆိုပါတယ်အခုရေကြီးမှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်တပ်344အနီးမှာရှိတဲ့အဓိကအမြောက်တပ်စကန်တစ်ခုကိုတော့ပြီးခဲ့တဲ့မတ်လ20ရက်နေ့ပိုင်းကစပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါအဲဒါကြောင့်လည်းစစ်ကောင်စီရဲ့အမြောက်တပ်ကလက်ပံရွာကိုအမြောက်တွေပြောင်းရွှေ့ပြီးတော့နောက်ဆုတ်ပေးနေရတယ်လို့လည်းစစ်ရေးသတင်းမီဒီယာကပြောပါတယ်ဒေတာသွင်းသတင်းမီဒီယာတွေရဲ့ပြောဆိုချက်တွေအရအေနဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်ပြင်းထန်လာလို့မတ်လ20ရက်နေ့ညနေပိုင်းကတော့လက်ပံအားနေပြီးတော့တီတာကုန်းမြရွာအစက်တီကိုစစ်ကောင်စီတပ်ကထပ်မံတက်ဆုပ်ပေးခဲ့ရသေးတယ်လို့လည်းဆိုပါတယ်ရုံးမတောင်ကြီးမှာရှိတဲ့ရွာတွေကဒေသခံတွေအကုန်စစ်ရှောင်နေကြပြီးအမြောက်တက်နောက်ဆုတ်လာတဲ့ရွာတွေမှာလည်းပြည်သူတွေကမနေရတော့ဘူးဒဏ်ရတဲ့စစ်သားတွေကိုဖောကားအပြည့်နဲ့ပသိမ်မုံရွာလမ်းတိုင်းတည်တော့တာတွေ့ရတယ်လို့လည်းဒေသခံစစ်ရေးသတင်းမြစ်ကဒေသသွင်းသတင်းမီဒီယာကိုပြောဆိုထားပါတယ်ဒေသခံစစ်ရေးသတင်းမီဒီယာရဲ့ပြောဆိုချက်တွေရတရားချင်းတက်ဆုတ်လာတဲ့စစ်ကောင်စီအမြောက်တက်စုကတော့အခုလက်ရှိမှာတော့တန်တော်ကြီးကျွရဘောလုံးကွင်းအတွင်းမှာတော့အခြေပြုတက်ဆွဲထားတယ်လို့လည်းပြောဆိုထားပါတယ်စီရီယန်ဘိုးကြီးစင်ရောကအေဝီတိုင်းမြောက်စမ်းစစ်မျက်နှာမှာထိတွေ့မှုတွေရှိပါတယ်နောက်ကိုဆုတ်လာတဲ့အမြောက်တက်စုပန်းတော်ကြီးဘောလုံးကွင်းထဲမှာအခြေပြုထားတယ်ဝက်ကုန်းတုံးတော်ချင်းလယ်နဲ့ဝါတော်ရွာတွေမှာလေကြောင်းကနေဘုံကျက်တက်ခိုက်ပျက်စီးနေပါတယ်ပူပေါင်းအဖွဲ့တွေပသိမ်လင်မွန်လက်မကြီးကိုတိုက်စစ်ရီမန်းချက်ဝင်ရုပ်ဖြစ်သတ်မှတ်ထားပုံရတယ်လို့လည်းအခုလက်ရှိစစ်ရေးအခြေအနေကိုပြောပြထားပါတယ်စစ်ကောင်စီကတိုက်ပွဲပြင်းထန်နေတဲ့ ARD နဲ့ရခိုင်ရုံးမအဆက်မှာရှိတဲ့ကျေးရွာတွေကိုဘုံကျက်တိုက်ခိုက်ပျက်စီးနေပြီးတော့လမင်းနာမြို့နယ်မှာတော့စစ်ရေးပြင်းထန်နေကအနီးနားရွာတွေမှာဘုံတန်ကြောင်တရားလုံးနှီးပါပျက်စီးဆုံးရှုံးမှုတွေရှိတယ်လို့လည်းစစ်ရေးသတင်းမီဒီယာကတော့ပြောဆိုထားပါတယ်အခုနောက်ဆုံးညစစ်ရေးသတင်းတွေရဆိုရင်တော့ ARD တိုင်းလမင်းနာမြို့နယ်မှာရှိတဲ့တုံးတော်ရွာမှာကန်စစ်စကန်ကိုအဲကတော့ A နဲ့ပူပေါင်းတပ်ဖွဲ့တွေကတိုးစစ်စင်တိုက်ခိုက်သိမ်းပေးလိုက်ပြီလို့လည်းပြောဆိုထားပါတယ်လမင်းနာနဲ့ရခိုင်ရုံးမအဆက်မှာရှိတဲ့ပသိမ်မုံရွာကာလန်ဆက်ဆက်ဆိုရွာနဲ့တောတုံးရွာတို့မှာပြီးခဲ့တဲ့မတ်လ18ရက်နေ့ကစပြီးတော့ထိတဲ့တိုက်ပွဲတွေပြင်းထန်ခဲ့တာပါစစ်ကောင်စီကတော့မတ်လ19ရက်နေ့က၎င်းတို့တပ်ဆွဲထားတဲ့နေရာကနေတုံးတော်ကျွေးရွာကိုလေကြောင်းနဲ့ဘုံကျက်တိုက်ခိုက်ခဲ့ပြီးတော့အခုမတ်လ23ရက်နေ့ညပိုင်းမှာတော့တုံးတော်ကျွေးရွာမှာရှိတဲ့စစ်ကောင်စီစကန်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဝင်အောင်စီနီပင်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့လည်းစစ်ရေးသတင်းမီဒီယာကပြောဆိုထားပါတယ်တုံးတော်ကစကန်ကိုသိမ်းပြီးရွာချင်းဆက်နေရတော်တော်များများတိုက်ပွဲဖြစ်နေတော့မဲ့လက်နက်ကြီးလက်နက်ငယ်တွေကတော့မပြတ်ဘူးလို့လည်းဒေတာသွင်းသတင်းမီဒီယာမှာဖော်ပြထားပါတယ်တုံးတော်ရစကန်ကျသွားပြီလို့လည်းစစ်ကောင်စီကိုထောက်ကန်နေတဲ့ Telegram သတင်းဌာနတွေမှာတော့ဖော်ပြထားပါတယ်တုံးတော်ရကန်စစ်ရန်သူလက်ကျသွားပါပြီရန်သူတပ်ပေါင်းစုတွေကဒရုန်းတွေအုံပြုတ်တက်ခတ်ပြီးတဲ့နောက်မြေပြင်ထိုးစစ်ဆင်လာတာပါမိမိဘက်ကအကြဆုံးများပါတယ်ဆိုပြီးတော့လည်းစစ်ကောင်စီကိုထောက်ကန်နေတဲ့ Telegram သတင်းဌာနတွေမှာတော့ဖော်ပြထားတာလည်းဖြစ်ပါတယ်အခုလက်ရှိမြေပြင်စစ်ရေးသတင်းမြစ်တွေရစစ်ကောင်စီကလေးမင်းနာမြို့နယ်အတွင်းနဲ့ရခိုင်ရုံးမအဆက်ကျွေးရွာတွေရှိတဲ့ဖုံးယူကျောင်းနဲ့တင်ញိုင်ကုန်းတွေမှာဝင်ရောက်တက်ဆွဲအခြေပြုနေထိုင်နေကြပြီးတော့လက်နက်ကြီးလက်နက်ငယ်နဲ့လေကြောင်းအန်ရီကိုသတိပြုကြဖို့ဒေသခံတွေကိုနှစ်ဖက်တပ်ဖွဲ့တွေကသတိပေးပြောဆိုထားပါတယ်နောက်ထပ်ပြပြပေးခြင်းတဲ့သတင်းကတော့နိုင်ငံတော်ဝန်စစ်ရေးပြင်းထန်လာချိန်မှာတော့စစ်ကောင်စီကနေပြီးတော့မှငင်းညံရေးဆွေးနွေးပွဲကိုဟန်ပြပြုလုပ်နေတဲ့သတင်းကိုလည်းပြောပြပေးခြင်းပါတယ်စစ်ကောင်စီကနိုင်ငံတော်ဝန်တိုက်ခိုက်မှုတွေလုပ်နေတဲ့အချိန်တည်းမှာပဲနေပြီးတော့မှငင်းညံရေးဆွေးနွေးပွဲတရက်ကိုကျင်းပနေတာလည်းဖြစ်ပါတယ်အဲ့ဒီငင်းညံရေးအမိခံဟန်ပြဆွေးနွေးပွဲကိုတော့အခုမတ်လ24ရက်နေ့ကနေ26ရက်နေ့ထိ3ရက်ကြာပြုလုပ်မှာဖြစ်ပြီးတော့စစ်ကောင်စီရဲ့ဆွေးနွေးပွဲတိုင်းသားလက်နက်ကိုင်တချို့အပြင်နိုင်ငံရေးပါတီတွေတက်ရောက်ကြပါတယ်အခုနိုင်ငံရေးပြည်ပခါတွေကိုအမြန်ဆုံးရှော့ချဖို့နဲ့စီးပွားရေးကဏ္ဍတိုးတက်စေမဲ့ရေတိုရေရှည်လုပ်ငန်းစဉ်တွေပေါ်ဆောင်နိုင်ဖို့ရည်ရွယ်တယ်လို့စစ်ကောင်စီရဲ့အမျိုးသားစီးလုံးညီညွတ်ရေးနဲ့ငင်းညံရေးပေါ်ဆောင်မှုကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကဆွေးနွေးပွဲမှာပြောကြားခဲ့တယ်လို့လည်းစစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ပြောဆိုထားပါတယ်ငင်းညံရေးအတွက်အကြမ်းဖက်တဲ့နည်းနဲ့ဆောင်ရွက်ခြင်းကပဲရေရှည်တည်တဲ့ငင်းညံရေးကိုရရှိနိုင်မယ်ဆိုတာကိုလူလူအကြားမှာအတိအမြင်တိုးဝလာစေဖို့ဖြစ်တယ်ဆိုပြီးတော့လည်းစစ်ကောင်စီရဲ့ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကပြောဆိုထားပါတယ်နေပြည်တော်မှာအဲ့ဆွေးနွေးပွဲပြုလုပ်တဲ့အချိန်မှာပဲကချင်ကရကရင်မကွေးစကိုင်းပဲခူးမန္တလေးနဲ့ရခိုင်တို့မှာတိုက်ပွဲတွေကတော့ပြင်းထန်နေတာပါအဲ့ဒီဆွေးနွေးပွဲကကဘာကိုလိမ်လည်ဖို့တက်တက်ဖြစ်တယ်လို့တော့ကြားပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းစစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဖြစ်နေတဲ့ KNI အမျိုးသားတိုးတက်ရေးပါတီရဲ့ဗိုလ်အလုပ်မှုဆောင်ခုတည်နေရာကပြောဆိုထားပါတယ်အဲ့ဒီငင်းငယ်ဆွေးနွေးပွဲကကျွန်တော်တို့အတွက်အဓိပ္ပာယ်မရှိဘူးတိုင်းသူပြည်သားတွေအတွက်လည်းအဓိပ္ပာယ်မရှိဘူးအဲ့ဒီငင်းငယ်ဆွေးနွေးပွဲမှာပါတဲ့သူတွေရဲ့ကဘာကနောက်နောက်နေတဲ့သူတွေကိုပြောချင်တာကသူတို့စစ်ကောင်စီကဒီလောက်အကြာကြီးလိမ်ပြီးသားတွေကိုစက်ယုံနေသေးသလားဆိုပြီးတော့လည်းခုတည်နေရာကပြောဆိုထားပါတယ်ကေမျိုးသားစီယုံ KNU ရဲ့ပြောခွင့်ရဖရိုစောတော်နီကလည်းဒီဆွေးနွေးပွဲကတော့အပေါ်လို့ဖြစ်တယ်လို့လည်းဝေဖန်ပြောဆိုထားပါတယ်နေပြည်တော်ကငင်းငယ်ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကတော့ဆွေးနွေးပွဲကြလက်တွေကိုလက်တွေ့အကောင့်ထဲပေါ်နိုင်ဖို့ဆောင်ရွက်သွားမယ်ဆိုပြီးတော့ပြောဆိုထားပါသေးတယ်